မေမေဘယ်သွားမလဲမေမေဘာစားမလဲသမီးမပေါ်ဆုံးကငွေပဲလင်သားလက်ဖက်ရည်တောက်ချင်နေပြောတော့အော်လိုက်ငောင်းလိုက်တာသူမဟုတ်တလို့ပဲချက်ချင်းမွဲသွားတဲ့အပြောင်းလဲမေမေရဲ့အသေးဆွဲမေမေရဲ့တခြားကဲမမကဲဒီလောက်ပဲရတာလားယောက်ျားကိုဘလူးရဲ့စီသလိုပြဲတပြားနဲ့ပြဆက်ရင်မထားကိုအကွက်နဲ့ကိုပြန်ထီမသိအောင်ပေးမလားကမ်းမလားတန်တရားတွေနဲ့မကြနိုးနာချိန်စဲမိခင်မာတာကိုတော့တရားအပြိတ်နဲ့မေမေဘလို့လဲပါဝင်မလဲမေမေရဲ့အသေးဆွဲမေမေရဲ့တခြားကဲမမကဲကျေးဇူးတည်တတ်တာအပြစ်မမြင်မှချစ်ခင်စရာဒါပေမဲ့ကိုတွေ့ကိုပဲကြည့်ပြီးသမီးအလိမ္မာလေးဖြစ်နေတာပဲခက်တာရှက်စရာလဲပင်ရဲ့အနိုင်ချင်းပြီးမေမေကိုအလောက်ကျွေးပြုတ်နေမှာညာလူသားတို့ခေါ်ကြပါတသက်တာဘဝမှာမျက်နှာမှာနဲ့မေမေအတွက်ပေးဆက်နေမဲ့ယတနာမေမေရဲ့အသေး